စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူမအူဆံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပိထက်ကြောက်စာတွေရှားသဝေထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့သွေးရဲ့သမိုင်းများအလေတန်ပါဒီပါကနမုနာမကန်လို့ခေါ်ညွှရာရာဇဝင်များချက်မြောက်ရာကနဦးမူလာအစကြော်စောရာကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါရှားသဝေထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့သွေးနဲ့ရဲ့သမိုင်းများကဘာမှထင်ရှားတဲ့မြမအန်တရေတွေလည်းမကြောက်ပါရန်သွဲတွေလည်းမပူပါဟဲ့ရှောက်ကြပါပါတဲ့တို့မြမကဘာမှထင်ရှားတဲ့မြမအန်တရေတွေလည်းမကြောက်ပါရှောက်သွဲတွေလည်းမပူပါဟဲ့တို့သွေးနဲ့ရဲ့သမိုင်းများကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘဥစံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နေနမိတ်ရဲ့ကတိခတ်တောက်စားလေရှားသဝေထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့သွေးတဲ့ရဲ့သမိုင်းဘာမှထင်ရှားတဲ့မြမအန်တရေတွေလည်းမကြောက်ပါရန်သွဲတွေလည်းမပူပါဟဲ့ရောက်ကြပါပါတဲ့တို့မြမကဘာမှထင်ရှားတဲ့မြမအန်တရေတွေလည်းမကြောက်ပါရန်သွဲတွေလည်းမပူပါဟဲ့တို့သွေးနဲ့ရဲ့သမိုင်းများကဘာမှထင်ရှားတဲ့မြမအန်တရေတွေလည်းမကြောက်ပါရန်သွဲတွေလည်းမပူပါဟဲ့ရှောင်းသွဲတွေလည်းမမူပါဟဲ့တို့သွေးနဲ့ရဲ့သမိုင်းများစိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူမအူဆံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပိထက်ကြောက်စာတွေရှားသဝေထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့